ဒီနေ့ငါတလောက်အရေးကြုံလေးချက်ပြမှာပါရှင်။ပါဝင်တဲ့ပစ္စည်းလေးတွေကိုမိတ်ဆက်ပေးပါရစေရှင်။ငါတလောက်အကောင်ကြီးကြီးကိုအတုံးကြီးကြီးတုံးထားပါတယ်ရှင်။အရသာနံနွယ်စားအယောင်တွေမို့နံပြာရည်အနေငယ်နေထားတာပါရှင်။ခရမ်းပြင်ဒီအနှစ်ပါစီပါရှင်။မကြီးရည်လေးပါရှင်။နံပြာရည်ပါရှင်။စားပါအရသာမုံပါအယောင်တွေမုံပါရှင်။ဂျင်းကြက်တုံလေးပါရှင်။အနံ့လေးမွေးအောင်လို့နန်းနန်းပင်နဲ့ရှမ်းနန်းနန်းမြုပ်ပြီးစိမ့်လေးကိုပြင်းဟိုကြက်ခံပြီးကြမှာထည့်ပြီးတော့ဆက်ပါပါရှင်။ဟောပါဝင်တဲ့ပစ္စည်းလေးတွေထည့်ပါလို့မယ်ရှင်။ဒီဆုံးကြက်တုံလေးကိုစင်းလေးတက်ပါမယ်ရှင်။လေးထည့်ပါကျက်သွန်အနည်းလေးညွှန်းလာပြီဆိုတော့ပေါင်းထားတဲ့ကျက်သွန်ဖြူနဲ့ဂျင်းလေးထည့်ပါတော့ဒီဆိုရင်ငါးလေးတွေကိုလည်းအရင်ဆုံးငွေပတ်ထားတာငါးအသားလေးတွေကတင်းတင်းလေးတွေဖြစ်သွားပါပြီတင်းတင်းလေးတွေဖြစ်တော့မှကျန်းကြီးဒီအနှစ်ကိုထည့်ပါမယ်နော်ကျန်းကြီးဒီအနှစ်ကိုထည့်ပါမယ်ရှင်နည်းနည်းလေးထည့်ပါမယ်နော်ဒီကငါးသားချက်တော့မှအနှစ်ကိုထည့်တာကအနှစ်နဲ့ပဲကြောက်ပါလေဒီငါးအထက်မချက်ပဲနဲ့ကျန်းကြီးဒီအနှစ်ထည့်တဲ့အခါမှာအနှစ်နဲ့ဟာမကြောက်ပါဘူးနော်ဒါလေးကတော့အယောင်နေမုံလေးနည်းနည်းထည့်ပါမယ်အယောင်နေမုံကိုဘာလို့ဒီချိန်မှာထည့်လို့ဆိုဒီရဲ့ကျွန်းပြီးတော့မဲဝါးမှကြောင်းလို့ပါနော်ကျန်းကြီးအနှစ်ကလေးလည်းကျက်သွားပြီဆိုတော့ဒီကြက်ကြီးလေးနည်းနည်းထည့်ပါမယ်နော်အဖုံးရောက်အောင်လေးပဲအတုံးရောက်အောင်လေးပဲထည့်ပါမယ်ဖုံးလေးခဏအဖုံးလေးဖုံးထားပါမယ်ရှင်ခုဆိုရင်အရည်လေးလည်းပွက်တတ်တဲ့အတွက်မကြီးမဲ့အရည်လေးထည့်ပါမယ်နော်မကြီးမဲ့အရည်လေးကိုကျမတော့သုံးဆုံးထည့်ထားပါတယ်စားလေးနည်းနည်းထပ်ပါမယ်နံပြာရည်လေးနည်းနည်းထည့်ပါမယ်ရှင်ရတာမုံလေးပါစီနည်းနည်းလေးနဲ့မတလောက်ရည်ကိုလေးကအခုဆိုရင်စက်ခံနေပါပြီ
စိမ်းလေးတွေထည့်ပါမယ်ရှမ်းနံလေးထည့်ပါမယ်နံပင်လေးပါ